အားလုံးပဲမင်္ဂလာပါခင်ဗျာညီအကယ်ဒမီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့နိုဝင်ဘာတန်းတေချာတဲ့အခန်း3လေ့ကျင့်ခန်း3.4ကိုတွေ့ပြမှာဖြစ်ပါတယ်ဒါပေမဲ့အကုန်လုံးကိုတွေ့ပြမှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့အကုန်လုံးတွေ့ပြလိုက်ရင်ကျောင်းသားကျောင်းသူတွေရဲ့ကိုယ်ပိုင်စဉ်းစားဉာဏ်ကိုဖျက်ဆီးလိုက်တယ်လို့ဖြစ်မှာဆိုလို့ပါဒီမှာဆိုရင်1ရက်3ရက်5ရက်6ရက်ကိုတွေ့ပြမယ်ကျန်တဲ့2နဲ့4နဲ့ဟိုကြတော့ကိုယ့်ဘာသာကိုစဉ်းစားကြဖို့အချိန်ပြုလို့ပါတယ်ကဲဒါဆိုရင်စလိုက်ကြအောင်နော်ဆိုတော့နံပါတ်1မှာဆိုရင် √2x နဲ့1/2x square plus 4x နဲ့မြောက်ခိုင်းထားတယ်နော်ဒီမှာဆိုရင်ဘာလို့အောင်မလဲဆိုရင်ဖြတ်ဝေရကိုသက်တီကိုတွန်းရမယ်ဘယ်လိုမျိုးလဲဆိုတော့ဒီအရှိရကောင်နဲ့ဒီခွေးတွေကတစ်ခုချင်းစီနဲ့မျှရမယ်ဒီမျှလာနှစ်ခုကိုပြန်ပေါင်းမယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံနဲ့တွန်းမယ်ကဲဒါဆိုရင်ဒီမှာဘာလို့မလဲဆိုတော့ဒီမှာ √2x times 1/2x square နော်ဒီနှစ်ခုမြောက်မယ်အပေါင်းလက္ခဏာကဲပြီးရင်ဒီမှာ √2x times နော်ဒီမှာဆိုရင်ဒါအမြောက်တင်ကိတာကိုဒီတိုင်းအဆက်ကလေးနဲ့ပြလို့လည်းရတယ်ပေါ့နော်ဒီမှာ 4x ကဲဒါဆိုရင်ဒီနှစ်ခုကိုဟိုရှင်းကြအောင်ပေါ့နော်ဒါဆိုရင်အရှင်းမှာဆိုရင်ဒီမှာဒါမိုနိုမီယယ်ကိန်းနှစ်ခုမြောက်တာပေါ့နော်ဒါဆိုရင်ဒီရိုးရိုးကိန်းအချင်းချင်းမြောက်မယ်အခရာကိန်းအချင်းချင်းမြောက်မယ်ဒီမှာဆိုရင်အဲ့လိုပဲရိုးရိုးကိန်းအချင်းချင်းမြောက်မယ်အခရာကိန်းအချင်းချင်းမြောက်မယ်ဒီမှာဆိုရင် √2 နဲ့ 1/2 နဲ့မြောက်လိုက်ရင် √2/2x ဒီမှာဆိုရင် s နဲ့ s နဲ့ထပ်ဆိုတော့ s 3ထပ်ဖြစ်သွားမယ်ပြီးအပေါင်းလက္ခဏာလာမယ် √2s နဲ့ 4s နဲ့ကိုရှင်းမယ်နော်ဒါဆိုရင် √2 နဲ့ 4 နဲ့မြောက်ရင် 4√2 ဆိုတာရမယ် s နဲ့ s နဲ့မြောက်ရင် s square ဆိုတာရမယ်ကဲဒီမှာဆိုရင် तू ကထပ်ညောမတူတဲ့အတွက်ကြောင့်မလို့ဆက်ပြီးတော့မှရှင်းလို့မရတော့ဘူးနော်ဆိုတော့ဒီမှာရက်မယ်ပေါ့နော်ဒါအဖြေပဲကဲဒါဆိုရင်နံပါတ်2ကို sorry နံပါတ်3ကိုတစ်ချက်သွားအောင်ဒီမှာဆိုရင် 1/6s power 5နဲ့ s3 plus √8/11 နဲ့မျှအောင်ကဲဒီမှာဆိုရင်ခုနကနဲ့အတူတူပဲ तू ကဖြတ်ဝေရကိုသက်တီကိုသုံးမယ်ဒီကောင်းနဲ့ तू ကဂွေနဲ့အကောင်နှစ်ခုကိုပေါ့နော်ဒါတစ်ခုချင်းစီမြောက်မယ်ပြီးရလာတဲ့ဥစ္စာကိုပေါင်းမယ်ကဲဒါဆိုရင်ဒီမှာ 1/6x power 5 times x cube plus 1/6 s power 5 times √8/11ကဲဒီမှာဆိုရင်ဘာလုပ်မလဲဒီ1/6ဆိုရင်ဒီမှာ1/6ရမယ်ပြီးရင် x power 8ရမယ်ပေါ့နော်ဒါအခြေလူထပ်ကိန်းမြောက်ရင်ထန်ချိုရှိပေါင်းပြရတယ်နော်ကဲဒီမှာအပေါင်းလက္ခဏာကဲဒါဆိုရင်ဒီဥစ္စာကိုရှင်းမယ်ပေါ့နော်1/6နဲ့ √8/11နဲ့မြောက်မယ်ဒါဆိုရင်ပိုင်းဝေအချင်းချင်းမြောက်မယ်√8/66ကဲပြီးရင်ဟိုဒီအခရာကိန်းကကျတော့ s power 5ရမယ်ပေါ့နော်ဆိုတော့ဒီနေရာမှာရက်လို့ရပြီဒါပေမဲ့ဘာဆက်လို့ရသေးလဲဆိုရင်ဒီမှာ √8 ဆိုတာဒီဒါ 2√2 နဲ့ညီရပေါ့နော် 2√2ကဲပိုင်းခြေကကျတော့66ဒါဆိုရင်ဒီမှာဟောဒါခြေပြည့်လို့ရတယ်ပေါ့နော်ဒါ33နဲ့ခြေပြီကဲဒါဆိုရင်ဘယ်လောက်ရမလဲဆိုရင် √2/33ဆိုတော့အဲ့လိုအထိသွားလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီနားမှာရရင်လည်းဒါအဖြစ်မှန်မယ်နော်ဟိုဒါဒီနေရာမှာတော့ဒီနားမှာရလိုက်မယ်နော်ကဲဒါဆိုရင်နံပါတ်3ပြီးပြီကဲဒါဆိုရင်နံပါတ်5ကိုတွားရအောင်နံပါတ်5မှာကျတော့ -√3s square နဲ့ -s square plus √5/2s နဲ့မြောက်ခိုင်းထားတယ်ပေါ့နော်ဒါလည်းဖြတ်ဝေရကိုသက်တီကိုသုံးမယ်ဒါတစ်ခုချင်းစီမြောက်မယ်ကဲဒီမှာဆိုရင်ဘယ်လိုရေးကြမလဲသူက minus ပါတဲ့အတွက်ကြောင့်မလို့ခွင်းကပ်ဖို့တော့မမီနဲ့ -√3s square times ဒီမှာလည်း minus ပါတယ်ဒါဆိုရင်ခွင်းကပ်မယ် -x square plus ပြီးရင် -√3s square times √5/2x ကဲဒီမှာဆိုရင်ဘာလုပ်မလဲရိုးရိုးကိန်းအချင်းချင်းမြောက်မယ်အခရာကိန်းအချင်းချင်းမြောက်မယ်ပြီးရင်လက္ခဏာလည်းစဉ်းစားရမယ်နော်ဒီမှာဆိုရင် minus ဒီမှာဆိုလည်း minus ဒါဆိုတော့အပေါင်းလက္ခဏာဖြစ်သွားမယ်ပြီးရင်ရိုးရိုးကိန်းအချင်းချင်းမြောက်မယ် √3 ပြီးရင် x အချင်းချင်းမြောက်မယ် s power 4ကဲပြီးရင်အပေါင်းလက္ခဏာလာမယ် sorry အပေါင်းမဟုတ်ဘူးနော်ဒီမှာအပေါင်းဒီမှာအနှုတ်ဆိုတော့ဘာဖြစ်သွားလဲအနှုတ်လက္ခဏာဖြစ်သွားမယ်ကဲပြီးရင်ဒီမှာ √3 နဲ့ √5/2 နဲ့မြောက်မယ်ဒါဆိုရင်ပိုင်းဝေးမှာဆိုရင် √50 ရမယ်ပိုင်းခြေမှာတော့2ဖြစ်မယ်ပေါ့နော်ကဲပြီးရင်ဒီမှာ s square နဲ့ s နဲ့မြောက်ရင် s cube ရမယ်ကဲဒါဆိုရင်ဒါကိုဆက်ရှင်းလို့မရတော့ဘူးဘာကြောင့်လဲထန်ညောမတူတော့လို့နော်ဒါဆိုရင်ဒီမှာရက်လို့ရပြီကဲနောက်တစ်ပုတ်နော်နံပါတ်6ကိုတွက်မယ်နံပါတ်6မှာကျတော့သူပေးထားတဲ့ဒီ polynomial ကိန်းကတော့အရှိကြီးဖြစ်သွားတယ်ဒါပေမဲ့ဘာမှကြောက်စရာမလိုဘူးသဘောတရားကအတူတူပဲဆိုတော့ဒီအပြင်မှာရှိတဲ့ကောင်နဲ့ဒီခွေထဲမှာရှိတဲ့တစ်ခုချင်းစီနဲ့ကိုလိုက်မြောက်မယ်ပြီးရင်ဒီမြောက်လက်တွေကိုပြန်ဟိုဒီပေါင်းမယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင် तू ကဒီကိန်းက9ခုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရလာမယ့်ကိန်းအတွက်ရလဲ9တွဲဖြစ်မှာပေါ့နော်
ကဲဒါဆိုရင်ဒီမှာ minus 11 by 2 root 2x ကဲဒီမှာဆိုရင်ဒါနဲ့ဘာနဲ့မြောက်မလဲဆိုရင် minus s power 4နဲ့မြောက်လိုက်မယ်ပြီးဒီလက္ခဏာယူမယ်အပေါင်းလက္ခဏာကဲပြီးအရှိအကောင်ပြန်ဆွဲချမယ် minus 11 by 2 root 2x ဒါနဲ့ဘာနဲ့မြောက်မလဲဆိုရင်1 by root 2 s ကျူနဲ့မြောက်မယ်1 by root 2 s ကျူကဲပြီးဒီမှာအနှုတ်လက္ခဏာလေးကိုပြန်ယူလိုက်မယ်အနှုတ်လက္ခဏာယူပြီးရင်အရှိအကောင်ကကြတော့ minus 11 by 2 root 2 x ကဲဒီမှာဘာနဲ့မြောက်မလဲဆိုတော့ဒီမှာအနှုတ်လက္ခဏာကိုဒီမှာရေးထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအနောက်မှာမြောက်တဲ့ကောင်ဒီဒီ root 3 by 7 s square ပဲဖြစ်မှာပေါ့နော်ဆိုတော့ root 3 by 7 s square နေရာမလောက်တော့လို့အောက်မှာဆက်ရေးမယ်ဒီမှာအပေါင်းလက္ခဏာယူမယ်အပေါင်းကဲပြီးရင်ဒီမှာ minus 11 by 2 root 2 x times ဒီမှာဆိုရင်2 by 5 s နဲ့မြောက်မယ်2 by 5 x ကဲပြီးရင်ဒီမှာလက္ခဏာအနှုတ်ဒါဆိုရင်အနှုတ်ဒီမှာလာရေးပြီးရင်အရှိအကောင် minus 11 by 2 root 2 s ဒါနဲ့ဘာနဲ့မြောက်မလဲဆိုရင်ဒီမှာ minus ကိုရေးထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့မြောက်တဲ့ကောင်ဒီ21 by 8ဖြစ်သွားလိမ့်မယ်နော်21 by 8ကဲပြီးရင်ဘာလို့မလဲဆိုရင်ဒီတတွဲချင်းစီကိုပြန်ရှင်းမယ်ပေါ့နော်ဆိုတော့ဒီအတွဲမှာဆိုရင်ဒါ UUK ပြီးရင်ဒီမှာဒါ X ရဟုတ်ပြီနော်ဆိုတော့ဒီမှာဆိုရင်လက္ခဏာရေးစဉ်းစားမယ် minus နဲ့ minus နဲ့ဆိုတော့အပေါင်းလက္ခဏာဖြစ်သွားမယ်ခဲ့ပြီးရင်ဒီ UUK ရကြတော့ပြောင်းလိုက်ရင်11 by 2 root 2ရမယ်ပြီးရင်X ရ K ရကြတော့ S နဲ့ S power 4နဲ့မြောက်လိုက်ရင် X power 5ကိုရမယ်ခဲ့ပြီးရင်နောက်တစ်တွဲစဉ်းစားရအောင်သူကလက္ခဏာကြတော့ဒီမှာအပေါင်းဒီမှာအနှုတ်ဒါဆိုရင်အနှုတ်လက္ခဏာရမယ်ပြီးရင် X ရ sorry UUK ချင်းမြောက်တဲ့အခါမှာပိုင်းဝေးချင်းမြောက်မယ်ပိုင်းချင်းမြောက်မယ်ဒါဆိုရင်ပိုင်းဝေးရကြတော့ဒီမှာ11နဲ့1နဲ့ဆို11ရမယ်ပေါ့နော်ဒါပေမဲ့ပိုင်းချီရကြတော့ဒီမှာ root 2နဲ့ root 2နဲ့မြောက်ရင်ဒါ2ရမယ်ဆိုတော့ဒီ2နဲ့ဒီအရှိက2နဲ့မြောက်လိုက်ရင်ဒါ4ရမှာပေါ့နော်ကဲဒါဆိုရင်ဒီလက္ခဏာကြတော့sorry အနှုတ်ပြီးရင်ဒီ UUK ရကြတော့11 by 4ရမယ်ပြီး X ရ K ရကြတော့ဒီမှာ S နဲ့ S ကျူနဲ့မြောက်မယ်ဒါဆိုရင် X power 4ရမှာပေါ့ခဲ့ပြီးရင်နောက်တစ်တွဲစဉ်းစားကြည့်အောင်ဒီမှာဆိုရင်လက္ခဏာကြတော့ minus ဒါဆိုရင်အပေါင်းလက္ခဏာဖြစ်သွားမယ်ပြီးရင်ဒီ UUK ချင်းမြောက်မယ်11 by 2 root 2နဲ့ root 3 by 7နဲ့မြောက်မယ်ဆိုတော့ဒီမှာဆိုရင်ခြေပြည့်လို့မရဘူးဒါဆိုရင်ပိုင်းဝေချင်းမြောက်မယ်ပိုင်းခြေအချင်းမြောက်မယ်ဒါဆိုရင်လက္ခဏာကြတော့အပေါင်းပိုင်းဝေရကြတော့11 root 3 by ပိုင်းခြေရကြတော့40 root 2ရမယ်ခဲ့ပြီးရင်X ရ K ကိုကြည့်မယ်ပေါ့နော်ဒီမှာ S နဲ့ S square ညှောင်းလိုက်ရင် S ကျူရမယ်ဒါဆိုရင်တတိယတစ်တွဲပြီးသွားပြီနောက်တစ်တွဲကြည့်ရအောင်ဒီမှာဆိုရင်လက္ခဏာကကြတော့အပေါင်းနဲ့အနှုတ်ဆိုတော့အနှုတ်လက္ခဏာရမယ်ပြီးရင် UUK ချင်းရှင်းတဲ့အခါမှာဒီ2နဲ့အပေါ်က2နဲ့ကိုခြေပြစ်လို့ရတယ်ကျန်တော့ဘာမှလုပ်စရာမရှိတော့ဘူးခဲဒါဆိုရင်လက္ခဏာသည်အနှုတ်ပြီးရင်ဒီမှာပိုင်းဝေမှာကျတော့11ဖြစ်မယ်ပိုင်းချီမှာကျတော့5 root 2ဖြစ်မှာပေါ့ပြီးရင် X ရ K ရကြတော့ S square လို့ရမယ်ခဲပြီးရင်နောက်ဆုံးတစ်တွဲကိုဆက်ကြည့်အောင်ဒီမှာဆိုရင်လက္ခဏာကျတော့ minus ဒီမှာ minus ပြောင်းလိုက်ရင် plus ဖြစ်သွားမယ်ကဲဒါပြီးရင်ခြေပြလို့ရတဲ့ဥစ္စာမရှိဘူးဒါဆိုရင်ပိုင်းဝေချင်းမြောက်ပိုင်းချီအချင်းမြောက် plus ပိုင်းဝေရကြတော့ဒီ11နဲ့21နဲ့မြောက်လိုက်ရင်2 3 1ရမယ်ပြီးရင်ဒီမှာပိုင်းချီမှာကျတော့60 root 2ရမယ် X ရ K ရကြတော့ S တခုပဲရမယ်ပေါ့နော်ကဲဒါဆိုရင်ဒီမှာဆိုရင်ထပ်ညောင်းတစ်ခုမှမတူတဲ့အတွက်ကြောင့်မလို့ဆက်ပြီးတော့မှရှင်းလို့မရတော့ဘူးဒီနေ့မှရက်လို့ရပြီကဲဒါဆိုရင်အလေးချိန်က3.4ကိုတွဲပြတဲ့ဥစ္စာတွေအကုန်လုံးတွဲပြပြီးပြီပေါ့နော်ကျန်တဲ့ပု္ပ္ပစာတွေကိုကြတော့ကိုယ့်အကိုစဉ်းစားကြပါအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်